မင်္ဂလာပါအဆလာဆိုင်မင်္ဂလာစေတော်နေ့တနေ့ပေါ့နော်ဒီနေ့ကျွန်တော်လာပြီးတော့မျှဝေပေးမယ့်အကြောင်းအရာကတော့အောင်မြင်မှုအပေါ်သင်သဘောထားကိုပြောင်းရမယ်ကောင်းစဉ်နဲ့ကျွန်တော်လာပြီးတော့မျှဝေပေးခြင်းဖြစ်တယ်ကျွန်တော်ဘာကြောင့်လာမျှဝေရတယ်လဲဆိုတာကြတော့နောက်မကြသေးခင်သိစေခြင်းစကားတကုန်းစာတကြောင်ဘဝတစ်ခုပြောင်းပေါ့နော်အဲ့ဒါကျွန်တော်ကလာပြီးတော့မျှဝေပေးခြင်းဖြစ်တယ်ဟုတ်ကဲ့ပါကျွန်တော်လာမျှဝေပေးတာကြတော့မိသားစုနဲ့ကျွန်တော်ညှိနှိုင်းပေးမှာပေါ့နော်ကျွန်တော်ရဲ့လင်မယားအကြောင်းကျွန်တော်တို့လင်မယားတွေဘာကြောင့်ငြိမ်းချမ်းရေးမတည်ဆောက်နိုင်သေးတာလဲငြိမ်းချမ်းရေးမတည်ဆောက်နိုင်ရခြင်းအကြောင်းရင်းကတော့ချစ်စိတ်ကိုစီစီမိုးစိတ်ကိုတူစီရန်ကိုရန်ချင်းမတုံ့ပြန်နဲ့အဲ့ဒီသဘောတရားကိုကျွန်တော်တို့ကကြင်ကြံအားထုတ်လို့မရသေးဘူးလေအဲ့ဒါကြောင့်ငြိမ်းချမ်းရေးတည်ဆောက်လို့မရသေးဘူးငြိမ်းချမ်းရေးတည်ဆောက်မရချင်းအကြောင်းရင်းကကိလေသာ10ပါးနဲ့ညှိတွယ်ထားလို့ပါအဲ့ဒီကိလေသာ10ပါးကိုကျွန်တော်တို့ကတကယ်လို့နားလည်သဘောပေါက်မယ်ဆိုရင်တော့ကျင့်ကြံအားထုတ်မယ်ဆိုရင်အဆင်ပြေတယ်ကျွန်တော်ပြောချင်တာတစ်ပင်ကောင်းတဲ့တော့ကိုနားနေနိုင်ဖို့တစ်ပင်ကောင်းဖို့ဆိုတာကတော့ရေတောက်မြင့်ကောင်းရမယ်ရေတောက်မြင့်ကောင်းမှအဲ့ဒီတစ်ပင်ကကောင်းမယ်အဲ့ဒီတစ်ပင်ကကောင်းမှပဲငှက်တစ်တောင်းလာပြီးတော့ခိုနားလို့ရတယ်ထိုနည်းသူစွာပဲကျွန်တော်တို့ကောင်းဆောင်ကောင်းတယောက်ဖြစ်ဖို့ဆိုတာကြတော့လေကျွန်တော်တို့အတွင်းမသိစိတ်တွေကသိအောင်ကျွန်တော်ကလုပ်ပေးရမယ်အဲ့လိုမျိုးလေးလာပါသင်ယူပါလေ့ကျင့်ပါပြုပြင်မှပြောင်းလဲမယ်လေနော်အဲ့ဒါကြောင့်မြန်နားထောင်ပါမြန်လက်တွဲလုပ်ပါမြန်လေ့ကျင့်ပါနော်အဲ့ဒါကြောင့်ပေါ့ကျွန်တော်ကတန်ရုံးစင်7ပါးရဲ့သဘောတရားကိုကျွန်တော်မျှဝေပေးသွားမယ်နောက်ပတ်တိတန်ရုံးစင်ကကာမရာဂတန်ရုံးစင်နောက်ပတ်2တန်ရုံးစင်ကတော့ဘဝရာဂတန်ရုံးစင်နောက်ပတ်3မှာကျတော့ပဋိကတန်ရုံးစင်နောက်ပတ်4မှာကျတော့မာနတန်ရုံးစင်နောက်ပတ်5မှာကျတော့ဒိဋ္ဌိတန်ရုံးစင်နောက်ပတ်6မှာကျတော့သီလပတ္တပရမတ္တတန်ရုံးစင်နောက်ပတ်9မှာကျတော့ဝိသိကိစ္စတန်ရုံးစင်နောက်ပတ်10မှာကျတော့အိတ်တာတန်ရုံးစင်နောက်ပတ်9မှာကျတော့မစ္စရိယတန်ရုံးစင်နောက်ပတ်10မှာကျတော့အဝိဇ္ဇတန်ရုံးစင်အဲ့ဒီတန်ရုံးစင်7ပါးရဲ့တွေ့တာမှုကြောင့်ကျွန်တော်တို့တွေကညီချရေးမတည်ဆောက်နိုင်ဘူးခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့လည်းမကြိုးစားချင်ဘူးအဲ့ဒီတန်ရုံးစင်ထဲမှာပဲအမြဲတမ်းကျွဲပတ်လမ်းပေါ့ကျွဲပတ်နေတဲ့လမ်းလိုမျိုးပဲမရုပ်ထွက်နိုင်ဘူးဥပမာပြောမယ်ဆိုရင်ဥစားပေါ်လောင်အိတ်တဲ့ကကျွန်တော်တို့ကအမြဲတမ်းနေတယ်အပြင်ထွက်နိုင်ဒီထက်မှာပဲအမြဲတမ်းဒီစီနေတယ်မရုပ်ထွက်နိုင်ကျွန်တော်တို့ဒုက္ခတွေမရုပ်ထွက်နိုင်အကြောင်းရင်းကမဖီးလို့ပေါ့သိရင်တော့ရုပ်ထွက်လို့ရတာပေါ့အဲ့ဒါသိချင်းမသိချင်းပဲကွာတယ်နော်โอเคဘလို့ညှိတွေ့တာလဲအကြောင်းတရားကိုကျွန်တော်နည်းနည်းပြောပြပေးမယ်နံပါတ်1တန်ရောစင်ကကာမရာဂတန်ရောစင်ဆိုတာရောဘအုပ်စုပေါ့ရောဘအုပ်စုဆိုတာကြတော့ကျွန်တော်တို့ရဲ့မဲ့မော်နေတဲ့တာပေါ့ရောဘဒါကြတော့သဘာဝတရားတစ်ခုပဲဒါပေမဲ့လည်းကျွန်တော်တို့ကလိုချင်တာလားလိုအပ်တာလားပညာနဲ့သုံးသပ်ပေါ့နော်အရေးကြီးတာလားအရေးမကြီးတာလားအဲ့ဒါကျွန်တော်တို့ကပညာရှိမှသုံးသပ်လို့ရတယ်တကယ်လို့ကျွန်တော်တို့ကမလေးလာဘူးမသိယူဘူးငကူအတိုင်းပဲရှိမယ်ဆိုရင်တော့ကိလေသာကိုပဲဖြစ်သွားတာပေါ့ဘာဖြစ်လဲဆိုတော့စိတ်ဒီမကောင်းမှုနိုင်မွေးလျော်ဤကျွန်တော်တို့စိတ်တွေကြတော့မကောင်းတဲ့အရာကိုပဲအားသန်တယ်နော်အဲ့ဒါသဘာဝတရားပဲဥပမာပြောမယ်ဆိုရင်ရေလိုပဲပေါ့ရေရဲ့သဘာဝကမြင်းရာကနေနဲ့ရာတို့ပဲဆင်းတာနဲ့ရာကနေ
ညရတော့ပြန်ပြီးတော့တဲ့မယ်ဆိုရင်ကျွန်တော်ဖန်တီးယူရတယ်ကျွန်တော်ဆက်လက်ထုံနေတူစားပဲကောင်းစေချင်ညံ့ညလစ်လာသင်ယူလေ့ကျင့်ရမယ်ဒါသဘာဝတရားပဲနံပါတ်1နံပါတ်2မှာကြတော့ဘဝရကတန်ရောစင်ဘဝရကတန်ရောစင်လဲလောဘတန်ရောစင်ပဲတူပဲဆိုတော့ကျွန်တော်ကစစ်စစ်ဝေးစဉ်းပြစရာမလိုတော့နံပါတ်3မှာကြတော့ပဋိကတန်ရောစင်ပဋိကတန်ရောစင်ကဒေါသအုပ်စုပေါ့ဒေါသအုပ်စုဆိုတာကြတော့ကျွန်တော်တို့လိုချင်တာလောဘမရလို့ရှိရင်ဒေါသဖြစ်တာပေါ့ကျွန်တော်တို့စိတ်အလိုမကြိုက်ရင်ဒေါသဖြစ်တာပေါ့အဲ့ဒါတရက်ကိုဒေါသအကျိတ်ဘယ်လောက်ဖြစ်လဲကျွန်တော်ကရည်တွက်လို့မနိုင်ဘူးညားနေတော့ဖြစ်လိုက်ပြက်လိုက်ပေါ့နော်အဲ့ဒါကြောင့်အဲ့ဒီဒေါသကြောင့်ကျွန်တော်တို့တွေကညချရေးမသိဆောင်နိုင်နံပါတ်4မှာကြတော့မာနတန်ရောစေမာနဆိုတာကြတော့ကျွန်တော်တို့ရဲ့အတ္တပေါ့ငါဆိုတဲ့အတ္တပေါ့မာနထောင်လွှားခြင်းအဲ့ဒါလည်းပြုပြင်ရမယ်ဒီတန်ရောစင်လည်းပြုပြင်ရမယ်ညှင်းတွက်နေတာပေါ့နော်နံပါတ်5မှာကြတော့ဒိဋ္ဌိတန်ရောစင်ဒိဋ္ဌိဆိုတာကြတော့အယူမှားအမြင်မှားအဲ့ဒါမဟုတ်တာကိုအဟုတ်ထင်ဟုတ်တာကိုမဟုတ်မှန်းထင်တယ်အဲ့ဒါဒိဋ္ဌိတန်ရောစင်ဒါလည်းတက်တာမှုတစ်ခုပဲကျွန်တော်ပြုပြင်ရမယ်နံပါတ်6မှာကြတော့သီလပတ္တတန်ရောစင်အဲ့ဒီတန်ရောစင်မှာကြတော့လေကျွန်တော်ကပြုပြင်မယ်အခုအထိမပြုပြင်ရသေးဘူးအဲ့ဒါချက်ချင်းပြုပြင်လိုက်ပါလို့ကျွန်တော်ကမိတရခံချင်တယ်နံပါတ်9မှာကြတော့ဝိသိကိစ္စတန်ရောစင်ဝိသိကိစ္စအတဲ့ဘယ်ကတန်တရားပေါ့တန်တရားဆိုတာဟုတ်ကောဟုတ်ပါမလားမှန်ကောမှန်ပါမလားဖြစ်ကောဖြစ်ပါမလားအဲ့ဒါတွေနဲ့ပဲကျွန်တော်ကဝိသိကိစ္စရဲ့ဘယ်လိုပြောင်းရမလဲဆိုတော့ဝိသိကိစ္စလည်းပညာပဲပညာရှိရင်ပြောင်းလို့ရတယ်ပညာမရှိရင်ပြောင်းလို့မရပညာရှိဖို့ဆိုတာကြတော့ပညာနဲ့ပညာမမားစေနဲ့တော့ပညာဆိုတာကသင်ယူလို့တတာပညာဆိုတာကကျင့်ကြံလို့ရတာအဲ့ဒါပညာရှိမှပဲဝိသိကိစ္စဖြတ်လို့ရတယ်အဲ့ဒီပညာအရေးကြီးတယ်အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးဝေဖန်တတ်တာပညာပဲနံပါတ်10မှာကြတော့အိတ်သာဆိုတာမနာလိုစိတ်သူများအစင်ပြေတာမနာလိုခြင်းအလကားရတဲ့အကုသိုလ်အဲ့ဒီတန်ရောစင်လည်းများတယ်အဲ့ဒီတန်ရောစင်ကြောင့်ကျွန်တော်တို့တွေကတော့နေချရေးမတည်ဆောက်နိုင်အဲ့ဒီတန်ရောစင်ကိုကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ကျွန်တော်တို့ထိချုပ်ပေးနိုင်မယ်ဆိုရင်တော့ပို့ပြီးတော့သက်သာတာပေါ့နော်အဲ့ဒါကျွန်တော်တို့ကအဖွဲအစည်းမတည်ဆောက်နိုင်ဘူးမိသားစုမတည်ဆောက်နိုင်ဘူးအဲ့ဒါအိုက်သာကြောင့်အများကြီးပါတယ်မနာလိုမှုကြောင့်နော်မစ္စရိယတန်ရောစင်မစ္စရိယဆိုတာကြတော့ဝန်တိုရှိတယ်မပေးချင်ဘူးလေနာအဲ့ဒါလည်းဘယ်လိုပြောမလဲတန်ရောစင်တစ်ခုပဲအဲ့ဒီတန်ရောစင်လည်းအများကြီးပဲဒါပေမဲ့မိမိမှာနဲ့ဒီဖြစ်စေများဒီဖြစ်စေဖြစ်ပေါ်တိုင်းသတိရှိဖို့လိုတယ်ပညာရှိဖို့လိုတယ်နံပါတ်10မှာကြတော့အဝိဇ္ဇာတန်ရောစင်ဆိုတာကြတော့မောဟပေါ့မောဟအုပ်စုပေါ့မောဟအုပ်စုကမိုင်းနန္ဒမေနန္ဒမိုင်းနန္ဒဆိုတာပါတယ်မလုံသိတဲ့အရာကိုလှုပ်ဖြစ်တာအဲ့ဒါမိုင်းနန္ဒမေနန္ဒဆိုတာပါတယ်လှုပ်သိတဲ့အရာကိုမလှုပ်ဖြစ်တဲ့အတွက်ကြောင့်မေနန္ဒအဲ့ဒါတွေကကျွန်တော်တို့တွေကဒီတန်ရောစင်ရဲ့တွေ့တာမှုကြောင့်ကျွန်တော်တို့ကငြိမ်းချမ်းရေးမတည်ဆောက်နိုင်ဘူးကျွန်တော်ရခေါင်းဆောင်ကောင်းတယောက်ပြည်ပြဖို့လဲမစွမ်းဆောင်နိုင်ဘူးအဓိကမှာကြောင့်ဒီတန်ရောစင်တွေကိုကျွန်တော်တို့ကသိအောင်လေ့လာပြီးတော့သိအောင်ကျင့်ယူကြပါဖြစ်အောင်ကျင့်ယူကြပါလို့ကျွန်တော်ကတိုက်တွန်းချင်တယ်ကျွန်တော်ရဲ့အစစ်အစင်မှာကြတော့ဒီနေ့ကအောင်မြင်မှုအပေါ်သင်သဘောထားပြောင်းပါဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်လာပြီးတော့မျှဝေပေးခြင်းဖြစ်တယ်ကျွန်တော်ကိုတားတာမဟုတ်ကြွားတာမဟုတ်ဒါပေမဲ့လည်းကျွန်တော်တားတဲ့အချိန်ကြွားတဲ့အချိန်ဆိုတာမရှိပါဘူးကျွန်တော်သိရင်လစ်လာရင်နဲ့မျှဝေရင်ဒါနဲ့ပဲဘဝကအဆုတ်တတ်မှာပေါ့ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျေးဇူးတင်ပါတယ်အော်စောလာဆိုင်